နေသုံးဖို့လောက်ရှိဖြစ်တယ်ဟုတ်အခုစောစောကလို level 1ကတချင်ကိုအခုပြန်နှားထောင်ခြင်းဘယ်လိုခံစားဒီခံစားရဆိုတော့လေဟိုကိုမဟုတ်တော့ပဲဘယ်သူလဲပေါ့မကောင်းပေါ့ဆိုတော့အဲ့လိုမျိုးပြောချင်တယ်အဲ့တော့ဟုတ်တော့ဟုတ်နေရပဲပြန်ကြည့်ရခါကျတော့တော်တော်လဲမဆိုတတ်ပါလားပေါ့တော်တော်အတန်းလဲတော်တော်သေးနေတယ်လေတဲ့မှာလူကလည်းမနူးမနဲ့အားနည်းနည်းလို့သိရတယ်နော်သူကလည်းမနူးမနဲ့ဘယ်ကိုကြည့်လို့ကြည့်ရမှာမသိဘူးအဲ့လိုဖြစ်နေတာပုံစံဆိုတော့အခုကျမှပဲအတန်းဆိုတာဘယ်ကထုတ်ရလဲဘယ်ကလာလဲဆိုတာအကုန်သိသွားတယ်ဟုတ်ဒါဆိုရင်ဒီ level 2မှာရောဒီ co-finance တချင်လေးနဲ့ပထမထိုက်ရခဲ့ရပါဟုတ်ပထမပဲဟုတ်ဒါဆိုရင်ဒီကစစချင်းမှာကိုကိုရိုင်းရွေးတဲ့တချင်နေနေပဲပထမရခဲ့တာပေါ့နော်ဟုတ်ကဲ့ကိုကိုရိုင်းရွေးတဲ့တချင် level 3လောက်ထိပေါ့ကိုရိုင်းမဲရွေးချယ်ဒါတော့ပြောတော့ပထမမမျောလိမ့်မယ်နဲ့ပြိုင်ပြစ်တာလို့လည်းပြောသေးတယ်ကိုကိုရိုင်းရွေးတဲ့တချင်နေနေပဲပထမရဟုတ်တယ်နီးစိတ်ထဲမှာကိုဆိုချင်တဲ့ချင်းဆိုဘာမှမစင်စားဘူးဆိုလိုက်တာပဲဘာမှမစင်စားအဲ့တော့ good bye တော့ပြိုင်နေလို့ရှိသေးတယ်ဟုတ်တယ်နီးအဲ့ချင်းလည်းခတ်တာ哦နော်ဟုတ်တယ်မအဲ့တော့ပြိုင်နေလူသိမ့်မရှိဘူး good bye တို့ဘာလို့အဲ့ဒါဆိုတာ level 3မှာဆိုရင်ဗာလဲနမော်လမဲဆိုရင်မပြိုင်သေးဘူးသူမှပြိုင်သေးတဲ့အချိန်မှာနီးစပြိုင်တယ်လို့ပြောလို့ရတာပေါ့ level 2မှာပထမဆုဟုတ်ရသွားပြန်တော့ဘယ်လိုခံစားရလဲပျော်တယ်အဲ့ဒါပဲမမီရော်တယ်ပျော်တာပဲမမီရော်တယ်အမှန်ကကိုကဒီအထက်ပြန်လောက်ကဟိုစလှမ်းတော့မယ်ရှောက်ရတော့မယ်ဒုက္ခတွေတွေ့ရတော့မယ်ဆိုတာပေါ့နော်ဒုက္ခတွေလည်းပါပဲဒုက္ခတွေလည်းပါပါတယ်ဒါခံစားရမယ်ဆိုတော့မသိသေးဘူးအဲ့တော့ပျော်နေရပဲသိနီးရဲ့ဒီပတ်ဝန်းကျင်အောင်နီးကိုဘာပဲပြော TV မှာတောက်လျှောက်ပြိုင်နေပြီဆိုတော့တော်တော်သိနေပြီလေသိနေတော့ဘလို့ဝေဖန်ကြလဲအစုံပဲအဲ့တော့နီးပေါ့အကြောင်းဟုတ်တယ်အကြောင်းမာတွေရောပေါ့နေရထိုင်ရတော့တိတ်တော့မကောင်းတော့ဘူးသိရောသိလာပဲအပြင်သွားရဆိုမှဝိုင်းစားကြရဲကောင်းလေးဆိုလဲဘာဖြစ်တယ်ဗောညာဖြစ်တယ်ဗောသိရမလားအဲ့လိုရှော့ပြောကြတဲ့လူလည်းရှိတာဗောဟုတ်ဘာပဲပြောကိုယ်တတိထားမိနေပြီကိုယ်စားပြီးတတိထားမိနေပြီကျောင်းပါလေဟုတ်ဒါဆိုရင် level 3အတွက်ကြတော့နီဘယ်လိုသချင်းရွေးခဲ့လဲ level 3လည်းအိတ်ခွေတွေရပဲအိတ်ခွေတစ်ခွေတွေရပဲအဲ့တော့ကပိုင်ပြီးသွားပြီနော်ကပိုင်ပြီးသွားပြီဆိုနမော်နမဲနမော်နမဲ river ကပဲစတိုက်ရွေးပြပါဘူးနော်စိတ်တယ်အဲ့တော့မှ river ကအရင်နီက R&B ကြိုက်တာလားဟုတ်တယ်နီရဲ့ sense က R&B ဆိုနိုင်ဆိုချင်တဲ့ sense ကိုရှိတာဟို school လဲဆိုနိုင်တယ်လို့လည်းယူဆရတာအကြောင်းမလို့ပေါ့ R&B ဆိုဖြစ်တယ်ပေါ့ R&B ကအခုနီပြိုင်တဲ့နမော်နမဲနဲ့ကပိုင်နဲ့ဆိုရင်အရင်အတန်ကစားတဲ့အဆင်းမျိုးတွေနော်အရင်ဆွဲရတယ်အဲ့လိုမျိုးတွေဆိုဟုတ်ဒီကကိုယ့်အတန်ကိုလုံးဝ confidence ရှိတယ်ဟုတ်ဘာလို့ R&B ဆိုတော့နေဟိုမျိုးသမီးတွေကလည်းလို့ဖြစ်လာဆိုဟိုစိတ်ကအရင်ပြော့လို့မရဘူးပေါ့နော်အတန်းလည်းခက်မတန်လည်းရှိရမယ်ခုနောက်ပိုင်း R&B ဆိုပြီးပို့ပြီးတော့ဟိုဖြစ်လာပြီပေါ့နော်ပို့ပြီးတော့ခက်မာကြီးကြောကြီးဆိုရတဲ့ R&B ကိုများလာပြီပေါ့နော်အဲ့ဒီကနေ R&B စိတ်ဝင်စား R&B ကဘယ်လိုလဲဆိုတော့မြင်ကြ rock ကြလုံးဝမရဘူး rock ကြတော့ slow rock လောက်ပဲရတယ်တကယ်ကျန်းတဲ့ဟာကြောင့်မရဘူးပေါ့ပြီးတော့နီးအတန်လည်းသေးရဲ့အခါကျတော့လိုသလိုတိုးထွက်လို့ရတယ်အဲ့လိုရောနော်လိုသလိုအဖျားလေးခက်လိုက်ရလိုသလိုတိုးပြီးတော့သွားလို့ရတယ်ဆိုတော့ R&B ဘက်ကိုပိုပြီးရွေးချယ်ပြတာများတယ်ဒါဆိုနီးကအဲ့ဒီတည်းကကိုယ့်အတန်နဲ့လိုက်တဲ့ music ကိုရွေးတတ်နေပြီပေါ့နော်အဲ့လိုမျိုးပြောလို့ရတာပေါ့နီးဘာမှနားမလည်သေးဘူးအဲ့တော့နီး note ဆိုတာမသိသေးဘူးနီးဘာမှမသိသေးဘူးကိုကလမ်းကြောင်းတည်းချင်းကိုယ့်ရဲ့အသွေးသားတွေကငါဆိုချင်တယ်ငါဆိုနိုင်တယ်ဆိုတာသိနေတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ဒါဆိုရင်ဒီ level 3မှာကြတော့ဒိုင်နေကကိုယ်ဘယ်လိုဝေဖန်တာရှိသေးလဲအဲ့တော့ဆိုရင်ဒိုင်နေကတော့ဘယ်ခေါ်မလဲနီဟို anime ဝင်ဆိုရင်နီဝတ်ပုံစားပုံတွေသဘောကျတယ်အဲ့တော့အမြဲတမ်းနီဆိုတော့အကောင်ပြောတယ်ကောင်းနေပါညာပေါ့နော်ဒါပေမဲ့နီအတန်သေးနေတယ်နီပင်ကိုအတန်ထုတ်တဲ့စနစ်ကမှားနေအာကောင်နဲ့လေဘင်းနဲ့အတန်ပဲနီထုတ်သေးတယ်ရှင်မထဲကအတန်တွေ1 byte တဲ့အတန်တွေလုံးဝမထွက်လာသေးဘူးဆိုတော့ဟာနီကလည်းမသိဘူးသိပြပေးမဲ့ဆရာမရှိဘူးမသိဘူးမထုတ်တတ်ဘူးလုံးဝအဲ့လိုမျိုးပေါ့နော်အဲ့တော့ဟို level မြင့်တော့တဖြည်းတက်လာတဲ့ခါမှာနီအတန်ထုတ်တာရဘလို့လုပ်တာရပိုတိလာတယ်တစ်နှစ်လုံးကြာရတာဟုတ်တယ်ပေါ့နော်အဲ့မဲ့ level 3မှာလည်းထပ်ပြီးတော့ပထမဆုကရခဲ့ပြန်အောင်ဟုတ်တယ်ဟုတ် level 3ကလည်းပထမဆုရခဲ့တယ်ဟုတ်နီရဲ့ကျွတ်တင်တာ melody 1မှာနီရင်ခုံရဆုံးချိန်က final ဖြစ်မှတယ်တူပဲfinal ထက်4ဟုတ်တယ်နီဘွားမှာ final မှာရင်ခုံတော့ခုံရတယ်သို့ပေမဲ့အဲ့လောက်ကြီးမဟုတ်ဘူး final ကျတော့အရန်ကိုဟိုဘယ်ကမလဲမီဆူရိုရဲ့နာကျော်ဒီဟာရိုရဲ့အရန်ကို friend ဖြစ်နေတဲ့အခါကျတော့ကျွန်တော်တိတ်အဲ့လောက်ကြီးရင်မခုံအောင်တငယ်ချင်တယ်ဖုန်းမှာကျတော့နီမမို့လွင်ရဲ့ arrange မှာမြင်ရဲ့မီဆူရဲ့နီ၄ရတကယ်
ဆရာကြီးတွေပဲနော် စဖြုတ်မယ်ဆိုနီနီခင်စောကစဖြုတ်လို့ရတဲ့အချိန်လေးပေါ့နော်နီနီခင်စောကအဖြုတ်ခံတယ်နံပါတ်1ပေါ့အဲ့လိုမျိုးဖြုတ်ခံလို့ရတယ်အချိန်ပါပါနီကပထမဆုရပါအလုံးဟောဘလို့ရအောင်အဲ့ညအဲ့ဆုရပြီးတဲ့နေ့ကဘလို့ခံစားရမှန်းမသိဘူးအဲ့ဆိုရင်ဒါအရန်ပျော်တဲ့ချိန်ပေါ့နော်အထင်မဲနဲ့ကိုအထင်မှတ်ပဲနဲ့ရသွားတယ်ကိုလည်းရင်တုံရတဲ့အချိန်ဟုတ်တယ်အဲ့နေတော့ရင်တုံဆိုတကယ်အရန်ရင်တခုံခဲ့ရအဲ့နေကဟုတ်ဒါနဲ့နီနီပါတဲ့ချင်းနဲ့ရတယ်နောက်ဆက်ထွက်ခွာခြင်းဇမ်နူးဆိုတာဟုတ်ချင်းကလည်းခက်တာပဲเนาะဇမ်နူးတဲ့ချင်းတွေကပီယနိုတစ်လုံးနဲ့ပီယနိုပဲအမှ3လုံးလောက်ပြိုင်တီးရတဲ့ချင်းလို့ဖြစ်နေတယ်အရန်လည်းခက်တယ် arrangement တွေလည်းရန်ခက်တယ်ပေါ့နော်ဟိုဝင်ရတဲ့ high လည်းခက်တယ်နောက်ပြီးတော့ key chain တွေရောဒါလည်းနီနီရွေးတာပဲလားကိုလားပေါ့ဒါကတော့နီနီရွေးပြမို့နီနီရဲ့ဆရာရွေးပြီးခဲ့တာပါအဲ့တုန်းကတော့ဟုတ်ဒီမှာ level 4မှာကိုအရန်ရင်ခုံရတဲ့ဒီပွဲလေးမှာပထမရသွားတယ်ဆိုတော့ကိုစိတ်ထင်ရတဲ့ပြိုင်ဘက်တွေလည်းကြားရရတယ်နော်ရသွားဆိုတကယ်အမှတ်တရပဲလုံးဝထင်မထားမလည်းသိပါတယ်မိုးလင်းလေနော်တော်တော်အတန်ကောင်းခဲ့တာဆိုတော့ရသွားဆိုတော့နီကအေးပေါ့နီစူးစမ်းထားလဲပါပါတယ်ဆိုတော့အဲ့နေ့တော့မိုက်ထူးကြကြဆိုလို့မနေ့ပြန်ပြိုင်ပွဲဆိုဒီနေ့ကိုဘောလုံးပွဲရှိရမြန်မာနဲ့ဗာနဲ့လည်းမသိကန်တာမြန်မာနဲ့အဲ့လိုနိုင်ငံခြားမလေးရှားနဲ့လာလာနေကန်တာကန်တဲ့အချိန်မှာအမေကခေါ်တယ်ဘောလုံးပွဲတော့ကြာဘောလုံးပွဲတော့ကြာအမေတော့လိုက်တော့ဘူးပေါ့နော်ဘောလုံးပွဲကတော့အော်တော့မှာလေကောအတန်ကုန်တော့မှာလေဆိုတော့ဒီပြောရတော့ရှင်မမို့အဲ့တချင်းတစ်ပုတ်ထဲကိုဒီအခောက်100မကဆိုခဲ့တယ်100မကလေးချင်းငယ်အဲ့နီးရဲ့စူးစမ်းမှုရလက်ပေါ့နော်ပေါ့နော်ဟုတ်စူးစမ်းမှုရလက်ရဲ့နီးတော့တော့မှဆိုတော့နီးတကောလုံးဝစ်ဆောင်ပြေးဝစ်ပြီးတော့လေးချင်းငယ်တာအိမ်မှာအဲ့ဆိုအများကြီးပဲလေ possibility ကအများကြီးပဲမှာဖက်နဲ့အစင်မပြေရကြအတန်ဆိုရအစင်မပြေရလဲဖြစ်နိုင်တယ်လေဆိုတော့နည်းဝစ်ဆောင်ပြေးကိုဝစ်ပြီးတော့ငါဒီလိုပုံစံဝစ်မယ်ဒီလိုပုံစံလုပ်မယ်ဘလိုလေးငါကြည့်လိုက်မယ်မှန်ရှိမှန်တော့ပေါက်ထက်ပတက်ကိုလေးချင်းငယ်ရတာဟုတ်အမတ်တရားပါမှာတကယ်အမတ်တရားပဲเนาะဒီနေတာနဲ့လေအခုဒီတချင်းလေးကိုပြန်နှာထောင်ကြည့်တော့ရှင်ခုံတန်းအဲ့ချင်းလေးကိုတော့ဘယ်နှခါနှာထောင်ကြိုက်နေတော့ဝဲအဲ့ဆိုအခုပြန်ဆိုလဲအဲ့လောက်ချင်းကြီးထိတော့တကယ်မရတော့မရနိုင်တော့ဟိုအတန်ကနည်းနည်းလေးသေးနေပဲမဲ့ဟိုဆွဲငင်အယူစားအခုဒီနေ့ပြန်ဆိုကြည့်မရတော့ဘူးအဲ့လိုပုံစံမျိုးဟုတ်အဲ့တော့စိတ်အားထက်တန်ပြိုင်ပွဲရဲ့အရှိန်ဟိုတော့ပြန်မရနိုင်တော့ဘူးပေါ့ပြိုင်ပွဲရဲ့အရှိန်တွေကတုံးအောင်ပေးခဲ့ရဟိုဘယ်ခေါမလဲအဲ့အရန် high page တစ်ခုပါတယ်အဲ့ high page ကိုအပြင်မှာဆိုရင်မရအောင်တင်စင်မော်ရအောင်မရတာဆိုငါလုံးမရတော့မှမလုံးလို့မရတော့လုံးမရတော့မယ်ဆိုရဟာတွန်းပို့ပေးခဲ့တာပေါ့နော်ဒါဆိုရင်ဒီနေ့ကအဲ့လို level တွေအများကြီးတက်လာပြီးတော့2008ရဲ့ The Best of Melody War ဆိုရတော့ဘယ်လိုခံစားရလဲအဲ့ဒီတော့ black out ဖြစ်တယ်လို့ဘာလို့ဟိုဘယ်လိုပြောလို့ပြောရမှန်းတော့မသိဘူးအရန်ပြောခဲ့တယ်တလားနေတို့တငယ်ချင်းတွေနဲ့လည်းသူ group sound လဲဆိုရတယ် group sound လဲဆိုရဆိုနေတို့အဲ့အရန်လဲချမ်းတယ်ဒီဇင်ဘာအပြင်ဘက်မှာအောက်တိုအရန်ချမ်းတော့အခုလည်းအပြင်မှာပဲထင်တယ်ဟုတ်တယ်အခုအရန်ချမ်းတဲ့ခါတော့နေတို့ပျော်လဲပျော်ခဲ့ရတယ်မျက်ရည်တွေလည်းဝဲခဲ့ရမျက်ရည်လည်းကြားရတယ်အဲ့ဒီ VCD ထွက်တော့လဲတကယ်ဒီထဲမှာဆိုနေတဲ့လူတွေရဲ့မူကကြည့်တဲ့လူကိုတကယ်ကူးဆက်စေတယ်။နီတို့အရန်ပျော်နေရဆိုတာသိတာ။ဟုတ်တယ်။အခွေရမ်းမှာလားမ။ဟုတ်တယ်အခွေရမ်းမှာတကယ်ကိုပျော်ရွှင်နေကြ။မူကဘယ်ခေါလဲနီတို့ဟိုပါပေါ့အဲ live show ပုံစံပဲနီတို့ဟိုအတန်လွတ်ထားလဲပါတော့နော်။အတန်လွတ်ထားလဲပါ။ဒါပေမဲ့အတန်လွတ်ထားတဲ့ဥက္ကမထင်တကယ်ဆိုနေရရောတကယ်ပျော်ရွှင်နေကြရော။ဒီ final မှာဆိုလဲအဲ့လိုပဲလေ။ကြည့်တဲ့လူကဟိုကိုပါပျော်လာတာ။ဟုတ်တယ်ဟုတ်တယ်မဟိုအောက်ကလူတွေဟိုကြည့်နေရတဲ့လူတွေကလည်းဟိုတက်တဲ့ရင်ဖို့ပေါ့နော်အဲ့လိုကြည့်နေတာဆိုတော့ဘယ်သူရမလဲဆိုတာမသိဘူးအဲ့တော့တော်တော်ရှင်းပြိုင်ခဲ့တာညို့အမှတ်တွေကဟိုပထမဆုံးဒုတိယဆက်ရ point လောက်ပဲกว่า point 5လောက်ပဲกว่าဟုတ်အဲ့လောက်လေးပဲกว่าပြီးတော့ရသွားတာပါဒါဆိုရင်နီအဲ့ဒီပြိုင်ပွဲတွေပြီးသွားတော့ဇိုမီယာရဲ့ဒီပြည့်အစီအစဉ်တွေမှာလည်းတော်တော်ပါပြစ်တယ်နော်ပါပြစ်တယ်မ living sound တွေပါတယ်ဥချိုပြောင်းလို့တဲ့မှာပါပြစ်တယ်ဟုတ်တေးဆရာရဲ့ tribute မှာပေါ့ဟုတ်တယ်ပြန်ပါပြစ်တယ်ဆိုတော့နီကဘယ်အစီအစဉ်လောက်မှာပါပြစ်လဲနီစပါပြတာဆိုအော်ပထမဆုံးဆိုပြတာဆရာဆောက်ခုစေတခြင်းပဲအဲလဲဆိုတော့အဲ့ကနော့ဆက်ထွက်ခွာခြင်းဆရာဆောက်ခုစေကြီးရလေအဲ့မှာစပြီးတော့ဆိုပြတယ်ဟုတ်အဲ့ဒါတော့အမှတ်တရပဲမဟုတ်အဲ့အရှိမကြီးလဲဆိုပြလာတိတ်တော့မမှတ်မိတော့ဦးတင်မေလာဆရာဆောက်ခုစေလာတိတ်မမှတ်မိတော့ဦးတင်မေဖြစ်ဖို့များမယ်ထင်တယ်ဦးတင်မေလာဆရာဆောက်ခုစေလာနှစ်ယောက်ကတခုခုပဲဒီနေ့စပြီးဆိုပြတယ်တောက်လျှောက်ပဲမအများကြီးပဲဘာလို့ဆိုမြင်မယ်15ပုံလောက်တောင်ဆိုပြမှာမသိအများကြီးဆိုပြတယ်တော်များတာပဲတော်အများကြီးဆိုပြတယ်အဲ့တော့ဆိုဟိုအပတ်တိုင်းနီတို့ပဲဥချိုပြောတာဆိုခိုင်းခဲ့ရဆိုတော့ပရိသတ်နဲ့လည်းအဆက်အသွယ်မပြတ်သွားဘူးပေါ့နော်အဲ့အခွေမထွက်ခင်ကာလဓာတ်ထဲမှာပရိသတ်နဲ့လုံးဝအဆက်အသွယ်ပြတ်မသွားဘူးနီဒါဆိုရင်နီအဲ့
Melody Wall မှာ2008မှာဆုရသွားပြီးတော့နီးကိုစွတ်စွတ်စကြတဲ့နီးရဲ့ပတ်ဝန်းကျင်သားလူတွေကဘာပြောကြလဲဘာမှပြောလို့မရတော့ကောင်းနေပေါ့ဆိုပြီးလို့ပြောအရင်ကောင်းတယ်ဖြစ်တာဟုတ်တယ်အဲ့ဒါဘာလို့ဒါကဟိုအောင်မြင်တဲ့လူကြောက်တာဒါတိုက်ခိုက်တယ်မြင်လာမှာပဲလေဒါကိုစူးစမ်းပြရမယ်နောက်ဆုံးတစ်နေ့မှာသူတို့ကသူလုံနေရအကုန်ကောင်းနေပါပဲလားဆိုတော့မြင်တော့ကွာလုပ်ပြပြအောင်ပေါ့နော်ဟုတ်ကဲနီးရဲ့တချင်နေနားထောင်ရတာအရင်နားထောင်လို့ကောင်းတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မပရိသတ်ကြီးလည်းဖြိုးလို့ပဲနေမှာပဲဟုတ်ကဲ့ဒီလိုနောက်တစ်ပတ်ကျရင်တချင်နေအများကြီးဆက်ရွေးပေးဦးမှာနော်ဟုတ်တယ်အဲကြတော့မြရီ music ကိုကြည့်နေတဲ့နီခင်စောရဲ့ပရိသတ်တွေလည်းနီရဲ့ဒုတိယပိုင်းခရီးစဉ်လေးကိုဆက်လက်ပြီးတော့တူတူကလိုက်ပါဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်နီကလည်းဖိတ်ခေါ်ပါတယ်ပရိသတ်ကြီးညီတို့လိုက်ခဲ့ပေးပါအောင်နော်ရှေးမတားစီတွေလောက်ပင်များပြပါစေရာရာကိုရင်ဆိုင်ဖို့တွေ့ဒီတာကိုပွေးဖက်ခါကြီးနေလာခဲ့ပြီတရားတွေကြုံစေမမှုတော့The chin about to the low that go jenny got the day Goodbye me go pure say melu Guitar yiba My time ya The chin ya ne silo to ga Guitar yiba Goodbye me ji The chin ya ne pesa me oh me Guitar, oh, guitar,